ဒါပေမဲ့သူတို့ကကိုရော့အပေါ်မှာဆွေမျိုးရင်းချတယ်ဂယူးတစ်ဆိုင်ရှိကြတယ်ကိုရောအရင်ကအဆိုင်ခဲတွေကိုခြေဖြတ်ပြီးတော့သူတို့ကိုခွင့်လို့တင့်ပါပြီတပည့်တော်အားလုံးနားလဲခွင့်လို့ပြီးသားပါဦးစင်ရငငယ်ကတပည့်တော်ရဲ့မိသားစုတွေကိုသူတို့ဝိုင်းပြီးပြစ်ပယ်ထားခဲ့တာတွေလည်းခေါင်းထဲမှာမရှိတော့ပါဘူး။ဒါလည်းတပည့်တော်ရဲ့အဖေမုတ်ဆိုးလောက်တာကိုသူတို့မနှင်းမြုပ်ကြလို့ပါ။သူတစ်ပါးအသက်ကိုတတ်တာမချိုက်တဲ့သူတွေဆိုတော့ဘိုင်းဖို့စီနဲ့ကြီးလာတော့သူတို့ကောင်းနေတယ်။ဒါတော့ခွင့်လို့ပါမယ်။သူတို့နဲ့ခက်စိမ့်စိမ့်နေချင်တယ်ဆိုတာတန်ရုံးစင်ကျိုးတွေတခါတည်းဖြတ်ထားခြင်းလို့ပါနောက်ဖွင့်မလို့ခြင်းလို့ပါဦးစင်ရအော်ဦးစင်လေးဒါကလေကန်ကောင်းမင်းရလေကွာဒါဦးမျိုးတို့ကိုတီတို့ကတေချာစီပြီးထည့်ပေးလိုက်တာလမ်းမှာနိုင်စားဖို့တဲ့တပားတဲ့သတင်းသုံးပါဆိုတော့ကျမ်းမာရောဂယူးဆိုင်ပါဦးစင်တင်မဖေတာတို့ကဖေတာတို့အဲ့ဆိုတပည့်တော်လို့တောင်းခွင့်ပြုပါကဲကန်ကောင်းလိုက်မယ်ဆိုလည်းလာတွားရလာကောင်းလားဦးစင်လေးတန်ရောစင်ကျိုးတွေကိုဖြတ်မယ်ဆိုရင်လေအဲ့ဒီကျိုးလေးတစ်ချောင်းမှာဖြတ်ဖို့ကြိုးစားလိုက်အောင်ဦးစင်လေးအဲ့ဒီကျိုးတော့ကြံနေသေးတယ်မဟုတ်လားဟေးရင်ချတဲ့လောကသစ္စာဒီတန်တရားမှာဟေးမြင့်မြတ်တဲ့အနိုင်မင်းမြတ်တာဒီတန်တရားမှာရည်သက်ပါလာရဲ့တတိုင်းကြီးများချလို့မရပါဘဝမတူလေဇပ်ပါလာရဲ့အဆုံးစမဲ့တန်ရာခရီးတွေတွေ့ဆုံကြစမြဲ